ဂျာမနီရဲ့နာမည်ကျော်အော်တိုဘန်လမ်းမကြီးတွေကိုလူတော်များများဟစ်တလာစစ်တိုက်ဖို့အတွက်ဖောက်ခဲ့လို့ပဲထင်ကြတာဗျ။ဒါပေမဲ့အဲ့ဒီနောက်ကမှာအင်ချန်ပီယံ view ဟာအကြီးတစ်ခုရှိနေတယ်။ဟစ်တလာအဲ့ဒီလမ်းမကြီးကိုဖောက်လိုက်တဲ့ခါမှာအရင်တော့မြို့နဲ့အဆက်ဆက်မရှိတဲ့နေရာတွေတောလိုမျိုးဖြစ်လာတဲ့နေရာတွေကိုတခါတည်းချိတ်ဆက်ပေးပြီးတာဖြစ်သွားတယ်ဗျာ။အဲ့လိုချိတ်ဆက်လိုက်တဲ့ခါမှာလမ်းဘေးမှာရှိတဲ့ဝဲဘက်ရာဘက်ကမြေဈေးတွေကလည်းတဟုန်ထိုးမြင့်တက်လာကြတယ်။အဲ့လိုမြေဈေးတွေတက်လာစေတာပဲဂျာမနီရဲ့စီးပွားရေးကိုတဖန်ပြန်ပြီးတော့ဥမော့လာစေခဲ့တယ်ဗျာ။အဲ့လောက်ထိကိုအပြောင်းလဲရကြီးခဲ့တယ်။စစ်နိုင်ဖို့အတွက်လိုအပ်တဲ့လမ်းတွေကိုဖောက်လိုက်တာတကယ်လို့ဖောက်လိုက်တာဗျာ။ဒါပေမဲ့လမ်းတွေကိုစစ်နိုင်ဖို့တက်ပဲဖောက်ခဲ့တာမျိုးမဟုတ်ဘူး။အဲ့ဒီလမ်းမတွေဖောက်လိုက်လို့မြေဈေးတွေကတက်လာမယ်ဆိုတော့စီမံကိန်းကကြိုပြီးတော့တိထားပြီးသားပဲဗျာ။တကယ်ကိုပန်းတတ်တဲ့ဟစ်တလာရဲ့အမြင်လို့ပြောလို့ရတယ်ဗျာ။ဒီနေရာမှာကျွန်တော်ကဟစ်တလာကိုချီးကျူးတာမျိုးမဟုတ်ဘူးဗျာ။ဟစ်တလာရဲ့ပန်းတတ်တဲ့အမြင်ဒီတစ်ချက်ကိုချီးကျူးချင်တာ infrastructure လေး land value follow ဆိုတဲ့စကားဒီ autobahn လမ်းမကြီးမှာတက်တည်ပြခဲ့တာဗျ။အဝေးပြေးလမ်းမကြီးရှိလာတဲ့အခါမှာလူတွေကမြို့လေကောင်မှာပဲစုပြုံတိုးလာမျိုးမဟုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့မြို့ရဲ့ပတ်ဝန်းကျင်ကိုလည်းပြန့်နှံ့သွားတယ်ဗျာ။လမ်းမကြီးနားမှာဆေးရုံတွေဂိုဒေါင်တွေနဲ့လူတွေရက်ွက်တွေများလာတော့အရင်တော့ဘာမှမဟုတ်တဲ့မြေခွက်အလွတ်တွေကလည်းဈေးတက်လာကြတယ်။ဒါကအစိုးရအသစ်ထွက်လာတဲ့စီမံကိန်းကိုအမိပြုပြီးတော့မြေရဲ့အတုံးချနိုင်စွမ်းကိုဘယ်လိုမြင့်တင်ရမလဲဆိုရဲအကောင်းဆုံးသင်ခန်းစာပဲဗျ။လူရင်းကိုပြောရမယ်ဆိုရင်တော့ဟစ်တလာရဲ့လမ်းမကြီးတွေကဂျာမနီရဲ့ပထဝီအနေအထားကိုပြောင်းလဲနိုင်အောင်နဲ့မကဘဲနဲ့အင်ချန်ပီယံဈေးကွက်ကိုတော့လုံးဝပြောင်းလဲပစ်ခဲ့တာဗျာ။ဒီနေ့ခေတ်မှာလည်းအတူတူပဲမြေဝယ်တော့မယ်ဆိုရင်အခုဖြစ်နေတဲ့ဈေးကိုပဲမကြည့်နဲ့ဗျ။နောက်9နှစ်10နှစ်မှာဘလို့လမ်းမကြီးတွေဘလို့စီမံကိန်းတွေလာမလဲဆိုတော့ကြိုပြီးတော့ကြည့်တတ်ဖို့လိုတယ်ဗျ။အမျှော်မြင်ရှိတဲ့သူကလမ်းမဖောက်ခင်ကတည်းကအနာဂတ်ရဲ့အလားအလာကိုကြိုပြီးတော့မြင်ပြီးသားဖြစ်နေရမယ်။အင်ချန်ပီယံဆိုတာကမြေကြီးဝယ်တာမဟုတ်ဘဲနဲ့အနာဂတ်ရဲ့အလားအလာကိုဝယ်တာဆိုရင်လည်းမမှားဘူးဗျာ။